ရိုက်ကူးသွားတော့မယ့်နိုင်ရှင်မြမိုးကတော့သူမရဲ့ပြောင်ပြောင်လာတဲ့တရုံးဆောင်ချက်တွေကြောင့်ပရိသတ်တွေတခဲနဲ့ချီကျူးခြင်းခံခဲ့ရပြီပဲဖြစ်ပါတယ်။အရင်ကစပုတ်တရုပ်ဆောင်ဖြစ်နေမြင်တွေ့ခဲ့ရတဲ့သူမဟာတော့အခုချိန်မှာတော့နုပညာအရေးအသွေးပြည့်နေမင်းသမီးတယောက်ခြေလမ်းတစ်ကိုစတင်လာတော့မှာပဲဖြစ်ပါတယ်။ဇက်ကောင်စရိုက်ကိုပြည်ပြင်းစွာနဲ့ဖော်ဆောင်နိုင်မှုတွေကြောင့်ကြီးစုသူတိုင်းကတော့အတိမတ်ပြုသွားခဲ့ကြတာပါ။ဇက်ပုတ်နေရာကနေမင်းသမီးတယောက်ဖြစ်နေအောင်မြင်စွာကူပြောင်းနိုင်ခဲ့တဲ့နိုင်ရှင်မြမိုးအတွက်ပရိသတ်တွေကလည်းဝမ်းသာချီကျူးလာခဲ့ကြပါတယ်။နောက်ထပ်နုပညာသတင်းတစ်ပုဒ်အနေနဲ့အဆိုတော်မလေးစံတိတ်တာဦးကတော့သူမရဲ့ချစ်စရာကောင်းလာတဲ့မိသားစုတွေကြားကခြေနေလေးတစ်ခုကိုပုပ်ပင်လေးလေးပြောဆိုခဲ့ပါတယ်။ဖေဖေကသမီးကိုအရန်ချစ်တာမှန်ပေမဲ့မမေကိုတော့ပိုချစ်ပါတယ်။သမီးကိုယ်တိုင်ကလည်းမေ့ကြည့်ပြီးသွားပါပြီ။နှစ်ယောက်စလုံးကိုတူတူချစ်တယ်လို့ဆိုပေမဲ့ဖေဖေရဲ့အပြုအမူတွေကတော့မမေကိုပိုချစ်တာပေါ်လွင်နေပါတယ်လို့စနောက်ပြောဆိုခဲ့ပါတယ်။သူမအနေနဲ့လည်းမိဘနှစ်ပါးလုံးကိုအလွန်ချစ်ခင်မြတ်နိုးပေမဲ့စိတ်ကြည်နေတဲ့သူမကိုတော့ပိုချစ်တယ်ဆိုပြီးတော့ချစ်စရာကောင်းတဲ့အဖြစ်လေးနဲ့ပရိသတ်တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လည်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။အောင်စပူပြောချလိုက်တဲ့ရဲရဲတောက်ကြက်တီးထားပါတယ်ဆိုတဲ့အကြောင်းအရာကတော့ online ပေါ်မှာဟိုလေးတကြောကြောဖြစ်နေခဲ့ပါတယ်။တစ်ချက်ရှိရင်တစ်ချက်နဲ့ပဲလှုပ်လုံးမယ်နှစ်ချက်ရှိရင်နှစ်ချက်နဲ့ပဲအလုပ်လုပ်မယ်ဆိုတဲ့စကားလေးကတကယ်ကိုမှလေးစားစရာကောင်းလာပါတယ်။မနေ့ညကပဲခူးမြို့ရဲ့တတိယမြောက်နေ့မှာပြောကြားသွားခဲ့တဲ့ဒီစကားသံတွေဟာနားထောင်နေသူတွေတိုင်းအားတက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ဘယ်အချိန်ပဲနေရာပဲဖြစ်ဖြစ်ကိုကျင့်တရားကိုအစစ်စေခံနိုင်တယ်လို့ရဲရဲဝံ့ဝံ့ပြောချတာဟာကိုယ်တိုင်ကလည်းအလွန်သက်ရှင်တဲ့အကြောင်းကိုမိမောင်းထိုးပြသွားခဲ့ပါတယ်။အခုလိုမျိုးပြောရဲဆိုရဲရှိတာကိုကြည်တင်အဖြစ်သူ့ရဲ့နောက်ကျောင်းကဘလောက်တောင်ရှင်းနေမလဲဆိုတာပရိသတ်တွေအပေါင်းဖားများတန်ရဖြစ်စရာမလိုအောင်ပြပြတသားရှင်းပြလာခဲ့တာပါအခုလက်ရှိချိန်မှာတော့မြမစသမီလောကမှာဝါရင်မင်းသားကြီးဖိုးချစ်ကိုတောင်မှကြော်လွန်ပြီးနေရာယူထားတဲ့အဟော့ဆုံးမင်းသားလေးကိုပြောပါဆိုရင်အောင်စပူကိုပြရမှာပဲဖြစ်ပါတယ်အဆိုရောကပါပြိုင်မက်ကင်းတဲ့စပူဟာတော့အမျိုးသမီးပရိသတ်တွေရဲ့အသေးဆွဲဖြစ်နေသလိုဇက်ခုံဘောကနေရုပ်ရှင်စကားကြီးတွေနဲ့နာမည်ကြီး brand ကြော်ညာအထိပါထိုးပေါက်လာနိုင်တဲ့ရှာရှာပါပါအောင်မြင်မှုကိုပိုင်ဆိုင်ထားတဲ့သူပါဒီလိုမျိုးပြည်တွင်းမှာအောင်မြင်မှုတွေထွတ်ထိပ်ရောက်ရှိနေတဲ့မင်းသားလေးဟာလာမယ့်သကြံကာလဧပြီလ23ရက်နေ့ကနေစပြီး15ရက်နေ့အထိကိုထိုင်းနိုင်ငံကန်ချနာဘူရီမြို့မှာ3ညတိုင်သွားရောက်ဖြောပြကပ်ပြတော့မှာပဲဖြစ်ပါတယ်ဒီသတင်းကြောင့်လည်းထိုင်းရောက်မြန်မာရွှေပြောင်းလူသမားတွေအထူးသဖြင့်မဟာချိုင်းကပရိသတ်တွေဟာတော့အခုတည်းကနေ expert ကားတွေကိုစီလုံးငါပြီးသွားကြည့်ဖို့အတွက်အကြီးကျယ်ပြင်ဆင်နေကြပြီလို့လည်းသိရပါတယ်အခုဆိုရင်တော့သွားကြည့်မဲ့လူတွေကများလို့ကားကိုကြီးစာလောက်တောင်မှလူတွေပြည့်နေပြီလို့ဥဆောင်သူတဦးကလည်းပြောကြားထားတာတွေ့ရပါတယ်။စွမ်းစာနေကတော့အောင်မြင့်ဆုံးအချိန်မှာအမားတွေကျူးလွန်မိခဲ့လို့အခုလိုမျိုးဖြစ်ပျက်တွေနဲ့ကြုံတွေ့ခဲ့တဲ့သူပါ။ဒါပြင်မှာတော့ကျမရေမကောင်းတဲ့အတွက်အရင်လိုမျိုးပြန်မကနိုင်တော့တဲ့အတွက်ဇက်မှဆိုရင်လည်းတချင်းဆိုလောက်ပဲလုံနိုင်ပါတော့တယ်။သူ့လက်အောက်ငယ်သားတွေမင်းသားငယ်လေးတွေကိုသာကပ်ပြထားမှုတချို့ကလည်းမကြည့်ချင်းဖြစ်လာခဲ့တာပါ။ဒါပေမဲ့လည်းမင်းသားတွေအပြိုင်ဆိုင်အောင်မြင်နေတဲ့ချိန်မှာပဲစွမ်းကိုလည်းအရင်လိုမျိုးအောင်မြင်စေခြင်းခဲ့ကြတာပါ။စွမ်းစာနေက